ဒီနေ့တော့TikTok shop ကနေပြီးတော့လေ product လေးတစ်ခုမှလာတာဒီနေ့ရောက်လာတယ်ပြမလို့အဲ့ဒီ product လေးကအခုမှအသစ်ထွက်တာပေါ့နော်သူရဲ့ဈေးက30ကျော်ရှိတဲ့ဈေးကိုကသူကဆေးချထားတာဘယ်လောက်လဲဆိုတော့ 9.90 နဲ့ဆေးချထားတဲ့ Mary Ju ရဲ့ collagen glow purple serum နဲ့ purple serum ဆိုတော့ပူစီပေါင်းနေလိုမျိုးအမြုပ်ကလေးတွေပေါ့အဲ့လို serum လေးတဲ့ကိုယ်လည်းတစ်ခါမသုံးကြည့်မိဘူးပေါ့နော်အခုတစ်ခါမှသုံးကြည့်မိမှာသုံးကြည့်မှာပေါ့နော် TikTok ထဲမှာTikTok ထဲမှာကြော်ညာထားတာတွေ့တာပေါ့နော်သူရဲ့ရောင်းဈေးကတော့30ကျော်တယ်ဒါပေမဲ့သူဆေးချထားတာက $9.90 နဲ့ဆေးချထားတယ်အဲ့ဒါကိုဝယ်သုံးကြည့်တာပေါ့နော်ကောင်းမကောင်းပြီးတော့ဒါကလည်း product အသစ်မို့လို့ကွာဝယ်ပြီးတော့စားသုံးကြည့်တာပေါ့နော်ဘယ်လိုလာမလဲဘရော့စီက9.9 Purple collagen niacinamide hydrating skin နဲ့လို့ရှိရင်ဘာတွေပါလဲဆိုတော့ဒီမှာက collagen ပါတယ် niacinamide ပါတယ်လို့ရှိရင် hydration skin ရှင် hydration collagen နဲ့ hydration collagen နဲ့ Mary Ju ကနေထုတ်တာနော်သူကစီရန်လို့ပြောတယ်ဘယ်လိုတောင်းရမလဲအော်ဒါဘာပဲစီရန်ဆိုတော့ဒီလိုအမြုပ်ကလေးထွက်တာထင်တယ်အိုးလိုမျိုးလေးအိုးသူအနံ့လေးကတင်လေးနဲ့ရန်ကြိုက်ကောကြည့်ရန်ကြိုက်တော့မွေးတာစီရန်နဲ့等一下，တကယ်အနံ့လေးအရင်ကြိုက်တဲ့ကွယ်ခုနကတော့အောက်မှာလေတိုနာပဲလိမ့်ထားတာပေါ့နော်တို့ဒါတစ်ခုပဲလင်းထားနေတယ်။အော်အနံ့လေးကြိုက်တယ်တော့။ကဲသူ့အနံ့လေးအရင်ကောင်းတယ်။ကြည့်အောင်။ဂလိုးတယ်တော့။